ဒူဘိုင်းဆိုတာဗာလေတဲ့ဆိုတော့ဒူဘိုင်းဆိုတာဗာလေဆိုတော့မြို့ပေါ့နော်ဘေးနိုင်ငံရဲ့မြို့လေဆိုတော့ UAE နိုင်ငံလို့ခေါ်တဲ့ United Arab Emirates လို့ခေါ်တဲ့နိုင်ငံရဲ့မြို့ပါမြို့တော်လားဆိုရင်မြို့တော်မဟုတ်ပါဘူးမြို့တော်ကအဘူဒါဘီပါဒါပေမဲ့ဘာကြောင့်မလို့ဒူဘိုင်းဆိုပြီးပိုနာမည်ကြီးတယ်ဆိုတော့သူက commercial city လို့ပြောရမယ်ပေါ့နော်လူမျိုးပေါင်းစုံလာနေပြီအဲ့နောက်မှာကလူတွေလည်းအရန် crowded ဖြစ်တယ်အရန်ထူထပ်တယ် traffic အရန်များတယ်နေရာပါနာမည် famous ဖြစ်ပါတယ်တကယ်တမ်းမြို့တော်ကတော့အဘူဒါဘီပါလူလည်းတိတ်ဆိတ်တယ်လမ်းတွေလည်းကြေတယ်ပေါ့နော်အဲ့ဒါတော့အဘူဒါဘီပါရှင်မြို့တော်ပါဆိုတော့ဒူဘိုင်းကဘာဒီလိုပေါ့နော်နိုင်ငံထင်ကြတဲ့နိုင်ငံမဟုတ်ပါဘူးမြို့ပါပြီးလို့ရှိရင်ဘာလူမျိုးတွေနေလေဆိုရင်အဓိကအားဖြင့်ကတော့အစ္စလာမစ်ဘာသာကိုးကွယ်တဲ့မွတ်စလင်လူမျိုးတွေနေကြပါတယ်သူတို့ရဲ့ local တွေကတော့17%လောက်ပဲရှိပါတယ် local ဆိုတာဒီနိုင်ငံရဲ့လူမျိုးတွေပေါ့နော်သူတို့ရဲ့ဝတ်စားစီရမှုကတော့အဖြူရောင်ယောက်ျားလေးတွေကအားလုံးအဖြူပိုဝတ်ကြပါတယ်ခေါင်းပေါင်းအဖြူနဲ့ပေါ့ပြီးရင် main ကလေးတွေကြတော့အနက်ရောင်ပိုးကြပါတယ်မပူတော့တိတ်တော့နားမလည်ဘူးကိုကင်းမှာတတ်တလောက်ခောက်ကြည့်တာတော့ဘာလဲပါဆိုလားဘာရန်ကဘာရန်မှုပေါ့အဲ့မျိုးပေါ့ဒီနားမှာမျက်နှာဖုံးတာရှိတယ်မျက်စိပဲဖော်တာရှိတယ်ခေါင်းတစ်ခုလုံးဖုံးထားတာရှိရမိန်းကလေးတွေကအဲ့လိုဖုံးတယ်ယောက်ျားလေးတော့မဖုံးဘူးဒီတိုင်းပဲအုပ်ထားတယ်အဖြစ်အောင်နဲ့အဲ့လိုလူမျိုးတွေဘာသာသူတို့ရဲ့နိုင်ငံသူတို့ဘယ်လိုပြောမလဲသူတို့ရဲ့ဟိုပါပေါ့local တွင်ပေါ့ဒါပြီးရင်ရာသီဥတုပါလေဆိုရင်အရန်ပူပါတယ်သူတို့နိုင်ငံမှာမိုးကတော့မရွာပါဘူးဒီနေ့ပြောတော့သူများတွေကမိုးရာသီရှိတယ်တဲ့မရှိပါဘူးမပူတစ်နှစ်ကိုအောင်နေဘူးပြီမရှိပါဘူးမိုးရာသီမိုးမရွာဘူးရွာတယ်လို့ပြောတယ်မပူတော့တစ်ခါမှမတွေ့ရသေးဘူးဆိုတော့အရန်ပူတဲ့နိုင်ငံပါမေဒေအစ်ဆိုတဲ့အတွက်ကြောင့်မလို့ကပအလေးတက်ပေါ့နော်အရန်ပူပါတယ်အရန်ပူတဲ့နိုင်ငံပါပြီးရင်အရန်ချမ်းသာတယ်ဆိုပြီးနာမည်ကြီးတယ်ဘာကြောင့်ချမ်းသာတယ်လဲဆိုလို့ရှိရင်ရေနံပေါ့နော်ရေနံကြောင့်ချမ်းသာတော့ပါတယ်ရေနံကိုသူတို့ကရှာဖွေတွေ့ရှိရတိတ်မကြသေးဘူးပေါ့နော်တမန်ပြပြတာတော့ဒီအီဂျစ်ကလူမျိုးတွေကသူတို့လာတင်ပေးရတယ်တဲ့အဲ့တော့ရေနံကိုဘယ်လိုအသုံးချမယ်ဆိုတဲ့ဟာကလေးတွေကိုကလေးတွေအစတော့ဆိုသူတို့နိုင်ငံပညာမတတ်ဘူးဒါပေမဲ့သူများနေတခြားနိုင်ငံကလူတွေကလာပြီးပညာတွေတင်ပေးတယ်ဆိုပညာတွေတက်လာတယ်အဲ့လိုမျိုးတဲ့ဆိုတော့နောက်တစ်ခုကဟုတ်လားမဟုတ်လားတော့မသိဘူးဒါကတော့history လေးလိုက်တဲ့လူပဲပိုသိမှာပေါ့နော်သူတို့နိုင်ငံကအရက်တောက်တယ်အရန်တောက်တယ်ဆိုတော့သူတို့ရဲ့ဒီလူကြီးတွေကပေါ့နော်ဒီအရက်အစားငါတို့တွေကော်ဖီတောက်ကြမယ်ဆိုပြီးအရက်တွေကိုအားလုံးတွလိုက်ပြီးမှတဲ့ကော်ဖီတောက်ကြတယ်တဲ့ကြောင့်ကျွန်တော်ဒီနိုင်ငံကလူတွေကကော်ဖီအရန်တောက်ကြပါတယ်တဲ့ကျွန်တော်တို့ဒီနိုင်ငံမှာ barista ပေါ့နော်ကော်ဖီပိုင်းနဲ့လာတဲ့လူဆိုရင်တော့နေရာကောင်းရတယ်ပေါ့ကွယ်အလုပ်ရအမြန်တယ်ကော်ဖီဆိုင်တွေလဲဦးကော်ဖီဆိုင်တွေပဲအဲ့လိုမျိုးပေါ့ကော်ဖီတို့ကတေးရဒီတီးတို့ပေါ့နော်အရင်တောက်ကြပါတယ်ဒီနောက်တစ်ချက်ကပါလေဒီနိုင်ငံရဲ့ထူခြားတာကတော့ဘာလဲဆိုလို့ရှိရင်သူတို့နိုင်ငံမှာကလူလုတ်ထားတဲ့ဟာပုံများတယ်ပေါ့နော်သူတို့တီထွင်ထားတဲ့ဟာအဲ့လိုမျိုးတွေပေါ့အနောက်ပိုင်းဆိုတိမ်အတူလို့လုတ်တယ်ဒီကဝါမိုးရသည်ပေါ့နော်အတူလုတ်တယ်အေးဓာတ်တွေကိုဆိုသူတို့ကထုတ်လုပ်ပေးရပေါ့နော်သူတို့ဒီ Eid Mubarak တို့လူအရန်သူတို့နိုင်ငံရဲ့ဒီပွဲတော်တွေမှာဆိုရင်သူတို့ကအေးသွားအောင်ပေါ့နော်ရာသီဥတုလုံးဝအေးစစ်စစ်ဖြစ်သွားအောင်အဲ့လိုမျိုးတွေလုပ်ပါတယ်ဆိုတော့အရန်ချမ်းသာလို့ပါနောက်တိတာတွေကတော့နောက်တိတဲ့လောက်ကတော့ပြန်ပြီး share လုပ်သွားပါမယ်ကျေးဇူးတင်ပါတယ်ရှင်